ပြည်တီဦးဖြစ်ပါတယ်အားရအေးဝရဲ့ဓာတ်ရဲ့ကားမှာကောင်းဆုံးလူသားသက်ဆောင်ပြုပြည်တီဦးကလေသူရိုက်တဲ့ကားရိုက်တာဒါရိုက်တာဝိုင်း3နှစ်ဆက်ကအဲ့ဒီဒါရိုက်တာနဲ့3နှစ်ဇက်တိုက်ရသွားတယ်တော်တော့လေအားတင်တယ်သူ့တူတော့ပြောတော့အဲ့ဒါငါတစ်ခါမှမကြုံဘူးကွာဒီနေ့အစားပြီးတော့ကြောက်ဦးလေးနောက်လာရတာကြီးဒီနေတူကထက်ရအောင်မှာပေါ့နော်ဒီကြားထဲမှာဒီနှစ်ထဲမှာလဲမြင့်မြတ်ကလည်းအဲ့လိုပဲနာမည်ကောင်းတာပဲလောကမှာညံပြင်းတဲ့တပည့်ဆိုတာမရှိဘူးအပင်ပြညံ့တဲ့ဆရာဆိုတာပဲရှိတာကျမတို့ကညံ့ပြင်းတဲ့ဆရာတွေပေါ့ခမရကြောက်ရေးယူပါလေကြောက်ကခရိုင်ပညာကိုဥအောင်တန်းဆရာကြီးနောက်ဝင်တဲ့နဲ့မလည်းအဲ့မှာဝင်းမုံရှိရလဲကောင်းတယ်လို့ပြန်စိတ်ကတော့ကြည့်ပြီးခင်တဲ့ကလည်းနေတိုးနဲ့ဝင်းမုံရှိရရတယ်ဒီနေ့လဲနေတိုးနဲ့ဝင်းမုံရှိထရနေမှာလို့သူတို့ကလည်းကောင်းနေတာပေါ့နော်